င်္ဂလေးကိုမူကြိုရွယ်တဲ့ကနေပြီးတော့အင်္ဂလိပ်ဘာသာစကားအတွက်အခြေခံတွေကိုဖန်တီးပေးခြင်းနေပြီလားဒါဆိုရင်နာချာဘစ်စကူရဲ့ lesson တိုင်းနေနဲ့ phone နဲ့တိုင်းတွေကသင်္ဂလေးရဲ့အခြေခံအတွက်ကိုအကောင်းဆုံးသင်ခန်းစာတွေဖြစ်လာစေမှာပါဖုန်းနဲ့ဆိုတာကတော့အခရာစာလုံးနေနဲ့အတန်ဓာတ်တွေကိုချိတ်ဆက်ပြီးတော့သင်ပြပေးတဲ့နည်းလမ်းတစ်ခုပါ။နာချာဘစ်စကူမှာတော့ဖုန်းနဲ့ထိုင်းဆိုတာကပျော်ရွှင်မှုနဲ့သင်ကြားမှုတွေကိုအတူတူရှိနေတဲ့အခြေအနေပဲဖြစ်ပါတယ်။နာချာမှာတော့ဖုန်းနဲ့ထိုင်းကိုတချင်းတွေဂိမ်းတွေ movement activity နဲ့အတူတူကလေးတွေစိတ်ဝင်စားလာအောင်သင်ကြားပြသပေးပါတယ်။ဒါကြောင့်ကလေးတွေကအင်္ဂလိပ်အတန်ဓာတ်လည်းမှန်သွားသလိုငငယ်လေးတွေကနေပြီးတော့စာဖတ်ခြင်းကိုပိုပြီးစိတ်ဝင်စားလာကြပါတယ်။နာချာဘစ်စကူမှာတော့မစ္စတို့ရဲ့တင်ကြားမှုတိုင်းကကလေးတွေရဲ့ပျော်ရွှင်မှုနဲ့ဗတ်ဆောင်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုရည်ရွယ်ထားပါတယ်။ဖုန်းနဲ့တိုင်းဆိုတာကပုံမှန်တင်ကြားခြင်းတကူမဟုတ်ပါဘူး။သင်္ကလေးရဲ့စာဖတ်ခြင်းအလေးအကျင့်အတွက်အခြေခံဖြစ်လာတာပါ။